ကိုအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီချက်ကလေးဆိုတာချွဲတဲ့အရှင်းမပြောက်ပင်မတော်တော်ချမ်းမာလာပြီပိုးရည်လည်းတော်တော်ပြန်တန့်လာပြီပေါ့ကျွန်တော်ဒီနေ့ပြောချင်တာဒီကျွေးတဲ့မွေးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တခုပြောချင်တယ်ကျွန်တော် line ပေါ်မှာတွေ့နေရတယ်ချက်တွေအမဲကြောက်ကြီးတွေဒါကျွေးတယ်ဟိုမလိုအပ်တဲ့အစာအာဟာရအများကြီးကျွေးတာတွေမြင်နေရတယ်ဒါတွေကတော့ဒီ line ပေါ်မှာထိုင်းတို့ဘီယန်တန်တို့ကလုံနေတဲ့ဟာတွေကိုအတူယူလုံတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါတွေကအခုတော့ရှိတယ်ကျွေးလို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့သူဖြုံးသွားရှိရတဲ့အစာလေဥပမာကိုကအစာအာဟာရအာတာများလုံးအချင်းဝိတ်တက်သွားတဲ့ခါကျချက်ကမခွတ်တော့ဘူးအဲ့လိုမျိုးဖြစ်တတ်တယ်ဖြစ်တော့အနည်းဆုံးလက်ခုံတစ်နေ့ကို100လောက်ချမယ်ဒါလုတ်တဲ့ပုံမှန်ပေါ့နော်ဒါလည်းပန်းမကြီးတဲ့နီးဆိုလက်ခုံ100လောက်ကိုတိုက်ခန့်နီး900လိုလောက်ထိချလို့ရတယ်ချပြီးလို့ရှိရင်ကိုကဘာကျွေးလို့ရလဲဆိုတော့အဲ့ဒါဒီလေးတော့တိုက်လက်ခုံ100လောက်ချပြီးခင်းကျင်ဒီလေးတစ်ချမ်းလောက်ကျွေးတစ်စိမ့်လောက်ကျွေးတစ်ချမ်းကျွေးလိုက်ရနော်ကျွေးပြီးလို့ရှိရင်ဒါ3-4ရက်တစ်ခါမွေးစေးလေးတိုက်အမဲကြောက်လေးတစ်တက်လောက်3-4ရက်တစ်ခါမှကျွေးအမြဲတမ်းတော့လေးချင်ကန်လေးလှုပ်သွားရင်တော့ဒါအဆင်ပြေတယ်ဒါမဟုတ်ဘဲနဲ့ဒီတိုင်းပဲချက်ကိုလွတ်ထားမယ်ရေကင်လွတ်နဲ့အစာတွေဒါကျွေးနေကြက်မခွတ်တဲ့ပြဿနာတွေကြုံတတ်တယ်အဲ့ဒါညီလေးတို့တတိထားပါနော်ဟိုဖြစ်စေခြင်းတဲ့ပုံစံကိုတည်တည်ချာချာလေးပြန်နားထောင်ပါပြောပြမယ်နော်ကိုကကြက်ကိုရေကင်မယ်လက်ခုံချတာအချက်100တနေ့ကိုချမယ်ချွဲကြက်ထုံမယ်ခန်းကြီးလေးတစ်စိတ်ကျွေးမယ်လွတ်ထားလိုက်မယ်3-4ရက်တစ်ခါမွေးစေးတိုက်မယ်ဟိုမွေးစေးဆိုတာ high five တို့ပါတော့3-4ရက်တစ်ခါတိုက်လို့ရတယ်9ရက်တစ်ခါလောက်တိုက်အများဆုံးတစ်ပတ်တစ်ခါတိုက်လဲဘာမှမဖြစ်ဘူးကြာလေကောင်းလေပဲတစ်ပတ်တစ်ခါလောက်တိုက်ကိုကမဖြစ်မနေအမဲသားလေးကျွေးကျင်နေဆိုရင်ကိုကလွတ်ထားရင်အဲ့ဒါတွေတိတ်မလို့သူကသူရှာစားတတ်တဲ့အသားတက်ကလွတ်ထားတဲ့နဲလို့အမဲသားလေးကျွေးကျင်4ရက်5ရက်တစ်ပတ်အဲ့လိုတစ်ခါနည်းနည်းစီလောက်ကျွေးကြားရည်လေးနဲ့အများနဲ့ကျွေးနေလို့ကြက်ကဝိတ်တက်ရင်မခွတ်ပါဘူးเนาะကဲမင်္ဂလာပါ